အမျိုးသမီးဟာကိုဝင်ရှိပြီးနောက်မှာလမ်းလျှောက်ထွက်ရင်းရွှေတုံးတုံးကိုမတော်တဆကောက်ရခဲ့ပါတယ်ဈေးဝယ်စင်တာမှာကန်ဆန်းမဲနိုင်တော့လဲဇိန်ခံဖလော်ရာပြန်ကားတစ်စီးပေါက်ခဲ့ပြန်ပါတယ်ဘိုက်ထဲကကလေးကဒီလောက်အံ့ဩကိုကောင်းတဲ့ကံကောင်းခြင်းတွေတည်ဆောင်လာပေးတာတော့သူမရဲ့စီယိုလင်းယောက်ျားကတော့သမီးလေးကိုဝင်ဆောင်ထားရတယ်ဆိုပြီးသူမကိုမုန်းတီးနေပါတယ်သူ့ရဲ့အတွင်းရေးမှုမလေးမှာလဲကိုဝင်ရှိနေပြီးအဲ့ဒါကတားလေးဖြစ်တာကြောင့်သူမကိုအတင်းအကျပ်ကွာရှင်းခိုင်းပါတော့တဲ့အမျိုးသမီးဟာဘာလို့ရမှန်းမသိဖြစ်နေတော့မှပဲသူမဘိုက်ထဲကကလေးရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်ကလေးကသူဟာလာဗနက်မင်းကာရဝေါဖြစ်ကြောင်းနဲ့အပြစ်ပယ်ခံနေရတာကိုမယုံနိုင်ဘူးလို့ပြောလိုက်ပါတယ်အမေဖြစ်သူမြင့်တက်နေတော့မှပဲကလေးကသူရှိနေရင်အဲ့ဒီစီကိုထက်အစာပေါင်းညာချီပို့ပြီးချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ထပ်ပြောပါတယ်အမျိုးသမီးကတွေးဝေနေတာကိုမြင်တော့အမျိုးသားကရော်ကြီးကိုညှိနှိုင်းလို့ရပေမဲ့ကွာရှင်းစာချုပ်မှာတော့မဖြစ်မနေလက်မှတ်ထိုးရမယ်လို့ပြောပါတယ်သူမပိုက်ထဲမှာလာဗနက်မင်းလေးပါလာတာကိုသူလုံးဝမသိရှာပါဘူးဒီနဲ့မင်းလေးဟာနှက်သက်ကြွေပြီးလူပြည်ကိုရောက်လာတာကနတ်ဖျားတွေနဲ့အလောင်းစားလုပ်ရမှာရှုံးနှင်းခဲ့လို့ပါကလေးပြောတာအမှန်လားဆိုတာအမျိုးသမီးမသိကြပေမဲ့သူမရဲ့ရင်သွေးကိုတော့ဘသူအထိခိုက်မှမခံနိုင်ပါဘူးဒါကြောင့်သူမဟာကွာရှင်းစာချုပ်ကိုစုပ်ဖြဲပစ်လိုက်ပြီးကွာရှင်းပေးမယ်ဒါပေမဲ့ကလေးကတော့ငတ်စီမှာပဲရှိရမယ်လို့ပြက်ပြက်သားသားပြောလိုက်ပါတယ်အမြဲတမ်းအလျှော့ပေးတတ်တဲ့ဇနီးကအခုလိုတုတ်ပြန်လာတာကိုမြင်တော့အမျိုးသားကသူမရဲ့ဘန်ကတ်တွေကိုချက်ချင်းပိတ်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်သူမမှာပတ်စံမရှိတော့ရင်သူ့စီလာတောင်းပန်လိုက်မယ်လို့သူယုံကြည်နေတာပါဒါပေမဲ့သူထွက်သွားပြီးတာနဲ့ကလေးကသူမကိုအနာကအန်ဆွဲကိုဖွင့်ခိုင်းပါတယ်အထဲမှာတော့ဖုန်းအဟောင်းတစ်လုံးနဲ့သူမအရင်ကစုထားတဲ့ဒေါ်လာ3သိန်းရှိနေပါတယ်ကလေးကဒီပတ်စံအားလုံးကိုရှယ်ယာတစ်ခုမှာရင်းနှီးမြှုပ်နှံမှုပြောပါတယ်ဒါပေမဲ့အဲ့ဒီရှယ်ယာကတစ်ပတ်လုံးဈေးကျနေတာကိုမြင်တော့အမျိုးသမီးကတွေ့ဝေသွားပါတယ်ဒီ3သိန်းကသူမရဲ့နောက်ဆုံးလက်ကျန်ပတ်စံဖြစ်ပေမဲ့ကလေးကတော့မနှက်ဖြန်ဈေးကွက်ဖွင့်တာနဲ့ဒီပတ်စံကနှစ်ဆတက်လာလိမ့်မယ်လို့အခိုင်အမာပြောပါတယ်အားကိုးစရာမရှိတော့တဲ့အမျိုးသမီးဟာကလေးကိုတစ်ချိန်လောက်ယုံကြည်ဖို့ဆုံးဖြတ်ပြီးအကုန်ရင်းနှီးမြှုပ်နှံလိုက်ပါတယ်ဒီသတင်းကိုလက်ထောက်ကအမျိုးသားစီချက်ချင်းသတင်းပို့ပါတယ်အမျိုးသားကတော့ရှယ်ယာဈေးကွက်ကိုကြည့်ပြီးသူမအကုန်ရှုံးပြီးသူ့စီဒူးထောက်လာလိမ့်မယ်လို့ထင်နေတာပါဒါပေမဲ့မထင်မှတ်ဖဲနောက်နေ့ဈေးကွက်ဖွင့်တဲ့အခါအဲ့ဒီအမိုက်လိုရှယ်ယာကထိုးတက်သွားပါတော့တဲ့အမျိုးသမီးရဲ့ပတ်စံဟာတရက်တည်းနဲ့နှစ်ဆတက်သွားပြီးဒေါ်လာ2သိန်းဖြစ်သွားပါတယ်အဲ့ဒီတော့မှသူမဟာဘိုက်ထဲကကလေးကတကယ်လက်လာဗနက်မင်းလေးဆိုတာကိုအပြည့်အဝယုံကြည်သွားပါတယ်ဒါဟာကလေးကသူမကိုပေးတဲ့အမီးလေးသာရှိပါသေးတယ်သူ့ရဲ့ယူမှန်းချက်ကသူ့အမေကိုအချမ်းသာဆုံးတတိမကြီးဖြစ်အောင်လုပ်ပေးဖို့ပါဒါပေမဲ့အမျိုးသားကတော့ဒါဟာကံကောင်းတာတသက်ပဲလို့ထင်နေတော့ပါပဲဒီကံကောင်းမှုကဘလောက်အထိခံမလဲဆိုတာသူကစောင့်ကြည့်နေနေတာပါနောက်ထပ်3ရက်အတွင်းမှာပဲအဲ့ဒီရှယ်ယာကနေသူမဒေါ်လာ9သိန်းရခဲ့ပါတယ်အခုတော့သူမရဲ့နေ့စဉ်စားဝတ်နေရေးအတွက်စိတ်ပူစရာမလိုတော့ပါဘူးပြီးတော့ကလေးကနီးပညာကုမ္ပဏီတစ်ခုကိုလေ့လာခိုင်းပါတယ်အခုအချိန်မှာတော့ဘယ်သူမှစိတ်မဝင်စားကြပေမဲ့နောက်ထပ်လောက်ဝက်အတွင်းမှာသူတို့ရဲ့နီးပညာတစ်ကြောင့်ကုမ္ပဏီကအကြီးအကျယ်အောင်မြင်လာမှာပါရှယ်ယာဈေးတွေကလည်းအစ100လောက်ထိုးတက်သွားပါလိမ့်မယ်ဒါပေမဲ့အမျိုးသမီးမှရှိတာက9သိန်းပဲမို့အဲ့ဒီရှယ်ယာတွေကိုဝယ်ဖို့မလုံလောက်ပါဘူးဒါနဲ့သူမမှာရှိတဲ့လက်ဝတ်ရတနာတွေနဲ့တန်မိုးကြီးအိတ်တွေကိုရောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ပစ္စည်းတွေစစ်ကြည့်ပြီးတဲ့နောက်ဝယ်သူကဒီပစ္စည်းတွေမှာခင်မုန်းဖြစ်သူမိသားစုရဲ့အမှတ်အသားတွေပါနေတဲ့ခင်မုန်းဖြစ်သူကလည်းဒါတွေကိုပြန်မဝယ်ဖို့ကြေညာထားတယ်လို့ပြောပါတယ်အဲ့ဒီတော့မှအမျိုးသားဟာသူမကိုဘာတစ်ခုမှပိုင်ဆိုင်ခွင့်မပေးခဲ့ဘူးဆိုတာသူမသိလိုက်ရပါတယ်3နှစ်တာအိမ်အောင်ရေးဟာသူမအတွက်တော့ရာဇဝင်ရိုင်းတဲ့ဟာသားတစ်ခုပါပဲသူမအပြင်ထွက်ဖို့လှုပ်တုံးမှာပဲအမျိုးသားကဆိုင်ထဲကိုဝင်လာပါတယ်သူမမှာပတ်စံပြက်လို့ပစ္စည်းတွေလာရောက်တာလားဆိုပြီးလှောင်ပြောင်းပါတော့တယ်ဒါပေမဲ့အမျိုးသမီးကဒါတွေကရောင်းဖို့မဟုတ်ဘူးအမိုက်ပစ်ဖို့လာတာလို့ပြောပြီးသူ့ကိုစွန့်သွားစေပါတယ်ဒါပေမဲ့ပတ်စံထက်ရှာဖို့နီလန်းကိုတော့သူမမသိသေးပါဘူးသူမစိတ်ပြက်နေတော့မှမြေကြီးပေါ်ကကြောက်မြက်လေးလံပွဲလက်ကမ်းစာတောင်တစ်ခုကိုတွေးလိုက်ရပါတယ်လာဗနက်မင်းလေးကတော့ဒီနေရာမှာပတ်စံအများကြီးရှာပေးနိုင်မှာတေးချပါတယ်မထင်မှတ်ပဲလေးလံပွဲထဲဝင်လိုက်တာနဲ့အမျိုးသားနဲ့သူ့ရဲ့အတွင်းရေးမှုမလေးကိုတွေးလိုက်ရပြန်ပါတယ်အမျိုးသားကသူမပတ်စံလာတောင်းတာလို့ထင်နေတယ်လို့အတွင်းရေးမှုမလေးကလည်းဒီကိုတထေးကြီးတွေလာရှာလာလားဆိုပြီးသူမကိုတိတ်ခါချပါတယ်သူမဘာမှပြန်မပြောရသေးခင်မှာပဲရောက်ခမဖြစ်သူကရောက်လာပြီးအတွင်းရေးမှုမလေးကငါတို့မိသားစုရဲ့ကံကောင်းခြင်းနဲ့သမီးပဲသူမကိုဝင်ရှိကြတဲ့ကကုမ္ပဏီရှယ်ယာတွေတက်လာတာဆိုပြီးသူမကိုနှိမ်ပါတယ်တကယ်တော့ဒီကံကောင်းခြင်းတွေကအမျိုးသမီးရဲ့ပိုက်ထဲကလက်လာဗနက်မင်းလေးစီကလာတာဆိုတာသူတို့မသိကြပါဘူးကွာရှင်းပြီးတာနဲ့ဒီကံကောင်းခြင်းတွေအားလုံးပျောက်ကွယ်သွားတော့မှာပါအမျိုးသမီးကတော့သူတို့နဲ့စကားများပြီးအချိန်မဖြုံးချင်ပါဘူးဒါနဲ့သူမဟာသူတို့ဘေးကနေဖြတ်ကျော်ပြီးလေလံပွဲထဲဝင်သွားပါတယ်ပထမဆုံးပစ္စည်းကဒေါ်လာ8သိန်းကနေစပါတယ်အတွင်းပြေးမှုမလေးကရုတ်တရက်အံ့ဩသွားပါတယ်ဘိုက်ထဲကကလေးကကန်လိုက်တယ်လို့ရောက်ခမကိုပြောပြပါတယ်ရောက်ခမကလည်းဒါဟာလာဗနက်မင်းလေးကအချက်ပေးတာလို့ယုံကြည်သွားပြီးဒီကြောက်တုံးကိုအတင်းဝယ်ခိုင်းပါတယ်ဒါနဲ့သူမတို့ကဒေါ်လာ8သိန်းနဲ့ဝယ်လိုက်ကြပါတယ်ကြောက်တုံးကိုဖျက်ကြည့်လိုက်တဲ့အခါရှားပါကြောက်စိမ်းတွေထွက်လာပြီးဒေါ်လာ2သန်းနဲ့ပြန်ရောင်းလိုက်ရပါတယ်ဒါကရောက်ခမကိုပို့ပြီးယုံကြည်သွားစေပါတယ်အတွင်းရေးမှုမလေးကအမျိုးသမီးကိုဒါကမှတကယ်ကံကောင်းခြင်းပဲဆိုပြီးလာကြွားပါတယ်ဒါကိုကြားတော့ကလေးကသူ့အမေကိုစိတ်မပူဖို့တကယ်တန်မိုးရှိတဲ့ကြောက်တုံးတွေကအနောက်မှာရှိသေးတယ်လို့ချောမောလိုက်ပါတယ်တခြားသူတွေကြောက်စိမ်းတွေကိုတစ်ခုပြီးတစ်ခုဝယ်နေကြပေမဲ့အမျိုးသမီးကတော့ငြိမ်နေတော့မှာပဲရောက်ခမနဲ့အတွင်းရေးမှုမလေးကတော့သူမကိုဟန်ဆောင်နေတာလို့ထင်နေကြပါတယ်အဲ့ဒီအချိန်မှာပဲအနက်ရောင်ကြောက်တုံးကြီးတစ်ခုထွက်လာပါတယ်အစပြိုးဈေးကဒေါ်လာ9000ပါအားလုံးကဒါကိုအမိုက်ကြောက်တုံးလို့ထင်ပြီးလှောင်ကြပါတယ်ဒါပေမဲ့ကလေးကဒီကြောက်တုံးဟာတန်းပေါင်းရချီတန်းတယ်လို့တူတူလေးပြောပါတယ်ဒါနဲ့အမျိုးသမီးကဒေါ်လာ9000နဲ့လေလံဆွဲပါတယ်အတွင်းရေးမှုမလေးကဒီကြောက်တုံးကအမိုက်မှန်းသိပေမဲ့
အမျိုးသမီးကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ချင်နေပါတယ်ဒါနဲ့သူမကဈေးကို3သိန်းထိညှစ်လိုက်ပါတယ်အမျိုးသမီးကလည်းတွားချိတ်ပြီးနောက်ထပ်9000ထပ်တိုးလိုက်ပါတယ်ဒါဟာသူမမှာရှိတဲ့နောက်ဆုံးလက်ကျန်ပတ်စံမှာပဲထပ်တိုးမယ်ဆိုရင်တော့သူမချီးငွေယူရတော့မှာပါသူမအခက်တွေ့နေတာကိုမြင်တော့အတွင်းရေးမှုမလေးကနောက်ထပ်2သိန်းထပ်တိုးပြီးသူမမှာပတ်စံမရှိတော့ဘူးလားလို့လှောင်ပါတယ်အမျှမျိုးသမီးကလက်လျှော့ဖို့လုပ်ပေမဲ့ကလေးကသူ့ကိုယုံကြည်ဖို့ပြောပါတယ်အဲ့ဒီတော့မှသူမတွေဝင်မနေတော့ပဲဒေါ်လာ3သိန်းနဲ့လေလံဆွဲလိုက်ပါတယ်အမျိုးသားကတော့အရန်ဒေါသထွက်သွားပါတယ်သူတို့ကမကွာရှင်းရသေးတာကြောင့်သူမရှုံးသွားရင်သူကစိုက်ရော်ပေးရမှာကိုစိုးရိမ်နေတာပါအတွင်းရေးမှုမလေးကလည်းသူမထပ်တိုးရင်အမျိုးသမီးကလက်လျှော့သွားမှကြောက်တာကြောင့်အမျိုးသမီးကိုအလျှော့ပေးတယ်လို့မျိုးဟန်ဆောင်ပြီးကြောက်တုံးကိုပေးလိုက်ပါတယ်ဒီလိုနဲ့အမျိုးသမီးဟာအားလုံးကအမိုက်လို့ထင်နေတဲ့ကြောက်တုံးကို3သိန်းနဲ့ရသွားပါတယ်လူတွေကတော့သူမဟာအတွင်းရေးမှုမလေးနဲ့စကားများရင်းစိတ်လိုက်မှန်မှလှုပ်လိုက်တာလို့ထင်နေကြပါတယ်သူမကတော့ဆရာကြီးကိုကြောက်တုံးကိုအမြန်ဖြတ်ခိုင်းလိုက်ပါတယ်ပထမဆုံးဖြတ်လိုက်တဲ့အခါဘာမှမထွက်ပါဘူးပတ်ဝန်းကျင်ကလောင်ရည်တန်တွေကပိုကျဲလာပါတယ်ဒါပေမဲ့သူမကတော့ဆက်ပြီးဖြတ်ဖို့ခိုင်ခိုင်မာမာပြောလိုက်ပါတယ်ဒုတိယအကြိမ်ဖြတ်ပြီးတာတော့3သိန်းတန်လောက်တဲ့အနေအထားကိုမတွေ့ရသေးပါဘူးအဲ့ဒီအချိန်မှာကလေးကအလဲတက်တက်ကနေဖြတ်ဖို့ပြောပါတယ်ဆရာကြီးကအလဲကဖြတ်လို့ဘာမှမရှိရင်ဒီကြောက်တုံးကြီးကအဖက်ဆယ်မရအောင်ပျက်စီးသွားလိမ့်မယ်လို့သတိပေးပါတယ်ခင်မုန်းဖြစ်သူနဲ့အတွင်းရေးမှုမလေးရဲ့နှောင်ပြောင်မှုတွေကြားမှာအမျိုးသမီးဟာကလေးကိုပဲယုံကြည်ဖို့ရွေးချယ်လိုက်ပါတယ်ဆက်စနိုးလိုက်တဲ့အချိန်မှာတော့အားလုံးမှင်တက်သွားပါတော့တယ်